ဒီနေ့က lesson 1 နော်ခန်းကြီး lesson 1မှာခန်းကြီး lesson 1ဒီ lesson 1မှာသင်ရမယ့်ခန်းကြီး10လုံးရှိပါတယ်နှလုံးသင်ပြီးတာနော်အဲ့တော့သူကဒီနေ့သင်မယ့်ခန်းကြီးလေးတွေကပုံလေးတွေကနေပြီးတော့မှခန်းကြီးလေးတွေဖြစ်လာတာနော်ပုံလေးတွေကနေပြီးတော့မှခန်းကြီးလေးတွေဖြစ်အောင်ယူထားတာဥပမာဆိုရင်ဒီမှာမြင်နေရတယ်ထင်းထင်းရှားရှားမြင်နေရတဲ့တောင်ကြီးအဲ့ဒီတောင်ကြီးကနေပြီးတော့မှခန်းကြီးလေးဖြစ်လာတယ်မြစ်တွေချောင်းတွေနော်ဒီမှာချောင်းလေးမြစ်ကလေးဒီပုံစံလေးကနေဒီခန်းကြီးလေးဖြစ်လာတယ်နောက်စဘာကွင်းလေးလယ်ကွင်းလေးတွေတွေ့လာအဲ့ဒီစဘာကွင်းလယ်ကွင်းလေးတွေကနေအဲ့ဒီခန်းကြီးလေးဖြစ်လာတယ်နော်နေကနေပြီးတော့ဒီနေဆိုတဲ့စလုံးလေးကနေပြီးတော့ခန်းကြီးလေးဖြစ်လာတယ်လစလုံးလေးကနေခန်းကြီးလေးဖြစ်လာတယ်နော်လခန်းကြီးလေးဖြစ်လာတယ်နောက်ဒီမှာကြည့်တစ်ပင်ဆိုတဲ့ခန်းကြီးလေးကနေပြီးတော့တစ်ပင်ဆိုတဲ့ခိဆိုတဲ့ခန်းကြီးလေးဖြစ်လာတယ်နော်ဒီမှာဘိန်းလေးနဲ့တွန်းလဲလေးဘိန်းလေးနဲ့ဒါရင်လေးပေါ့နော်အဲ့ခန်းကြီးလေးဖြစ်လာတယ်နောက်တစ်ခုဒီမှာကြည့်ခြံဝင်းမှာ gate ကလေးနော်အဲ့ဒီ gate ကလေးကလည်းအဲ့ဒီ gate ကလေးပုံစံလေးပဲနော်ဟုတ်ပြီနောက်တစ်ခါဒီမှာအတွင်းထဲမှာလူလေးတစ်ယောက်ရှိတယ်အဲ့ဒီလူလေးမှာထင်းထင်းရှားရှားမြင်နေရတာပါလဲဆိုမျက်နှာရဲ့ပါးစပ်နော်အဲ့ဒီပါးစပ်ကလေးကလည်းအဲ့ဒီပါးစပ်ပုံစံကနေပြီးတော့မှအဲ့ဒီပါးစပ်ဆိုတဲ့ခန်းကြီးလေးဖြစ်လာနော်အဲ့တော့ picture ကနေတစ်စစ်ဖြစ်လာတဲ့ခန်းကြီးလေးတွေပေါ့နော်ဒါလည်းစင်ဝါးမှသင်ရမယ်အောင်ပဲကြည့်အောင်နော်10လုံးရှိတယ်နော်အဲ့တော့ဒီမှာအပေါ်မှာရေးထားတဲ့ picture ကနေပြီးတော့မြားလေးပြထားတဲ့ခန်းကြီးဖြစ်လာတယ်အဲ့ဒီခန်းကြီးမှာကွန်းရောမိရှိတယ်နော်ကွန်းရောမိရှိတယ်အုံးရောမိရှိတယ်နော်အတန်တစ်မျိုးထွက်တယ်လို့ပြောထားတယ်နော်အဲ့ဒီဘက်ကကတော့မီနီလေးတွေသူ့ရဲ့အဓိပ္ပာယ်လေးနော်ဒါ textbook တွေမှာပါတယ်ကဲတော့ဟိလေးကိုကြည့်မယ်နေလေးကိုကြည့်မယ်နော်နေလေးကနေဆိုတဲ့စလုံးလေးကနေပြီးတော့မှဒီခန်းကြီးလေးဟိဆိုတဲ့ခန်းကြီးလေးဖြစ်လာတယ်ကွန်းရောမိကဟိလို့ခေါ်တယ်ကွန်းရောမိကနိချိယောဘိဆိုတဲ့နိချိနော်နိချိโอเคအဲ့ဒါလေးကသင်ပြီးသားကိုတနည်းသင်ပြီးသားနောက်တစ်ခါဒီပဲလလေးမှာတိမ်လေးကွယ်နေတယ်နော်လလေးမှာတိမ်ဖုံးနေတယ်အဲ့ဒီဟာလေးကနေပြီးတော့မှအဲ့ဒီပုံစံလေးကနေပြီးဒီမှာစကိဆိုတဲ့လလေးဖြစ်လာတယ်နော်စကိကွန်းရောမိကစကိအုံရောမိက getsu နော် getsu မန်ဒီဆိုတဲ့ getsu နော်ဟုတ်ပြီဒီနေ့သင်ရမှာလေးကခိလေးကိုကြည့်မယ်နော်တစ်ပင်လေးဒီတစ်ပင်လေးကနေပြီးတော့မှဒီတစ်ပင်လေးဖြစ်လာနော်အောက်မှာအမြင့်ကလေးနဲ့ဘေးမှာအကိုင်းလေးတွေဖွာအမြင့်ကလေးတွေဖွာနေတယ်နော်အပေါ်ဟာဂိုင်းလေးတွေပေါ့တစ်ပင်လေးနော်အဲ့တော့ခိလို့ခေါ်တယ်နော်သူကကြတော့ခိကွန်းရောမိကခိအုံရောမိကမောခုရောပြီးရဲ့မောခုနော်မောခုရောပြီးရဲ့မောခုကတော့မပြောသေးနောက်တစ်ခါယာမတောင်လေးကိုကြည့်မယ်ဒီတောင်လေးသုံးလုံးကနေပြီးတော့ဒီမှာတောင်လေးသုံးလုံးကိုယာမလို့ခေါ်တောင်လေးဖြစ်လာနော်ယာမသူ့ကိုကြတော့ကွန်းရောမိကယာမအုံရောမိကစံလို့ခေါ်တယ်နော်ဟုတ်ပြီနောက်တစ်ခါမြစ်ကလေးနော်မြစ်ကလေးကမြစ်တိုင်းမှာဘေးကကမ်းပါးနှစ်ဖက်ရှိတယ်အလဲကရေတွေစီးတယ်ဆိုတဲ့ပုံစံလေးဖြစ်တဲ့အတွက်အချောင်းလေး၃ချောင်းဆွဲထားတယ်အဲ့ဒါလေးကိုခါဝါလို့ခေါ်တယ်ခါဝါမြစ်ကိုခါဝါလို့ခေါ်တယ်နော်โอเคခါဝါကွန်းရောမိကခါဝါအုံရောမိကဆန်နော်ဒါ၅လုံးပြီးသွားပြီနောက်ထပ်၅လုံးထပ်ကြည့်မယ်နော်နောက်ထပ်၅လုံးကကြတော့ဒါလေကွင်းလေးတွေပေါ့နော်စိုက်ခင်းလေးစပါးစိုက်ခင်းလေးစပါးစိုက်ခင်းလေးကတဖြည်းဖြည်းနဲ့ဒီပုံလေးကနေဒီမှာခန်းကြီးလေးဖြစ်လာတယ်သူ့ကိုတလို့ခေါ်တယ်ကွန်းရောမိကတအုံရောမိကဒန်နော်ပြီးတော့ရင်းထဲမှာဒါလေးတွေထပ်ပြီးတော့ပြန်မှတ်မယ်နော်နောက်တစ်ခါဒါလေးကလူလေးနော်လူလေးကနေပြီးတော့ဒီပုံစံဒီလူလေးကနေပြီးတော့မှတဖြည်းဖြည်းနဲ့ဒီဘက်ကိုပုံလေးကဒီပုံစံလေးဖြစ်လာတယ်နော်ဒီခန်းကြီးလေးကလူလေးနော်လူလေးကားလေးခြေထောက်လေးကားထားတဲ့ပုံလေးပေါ့နော်ဒါလေးကဟီတိုလို့ခေါ်တယ်သူ့ကိုကြတော့ကွန်းရောမိကဟီတိုအုံရောမိကြတော့ဂျင်းအာမေရိကဂျင်းမြန်မာဂျင်းနီဟွန်ဂျင်းဆိုတဲ့အခါကျရင်ဒီဂျင်းလေးဒါလေးနဲ့သုံးတယ်နော်โอเคနော်ခန်းကြီးတွေထဲမှာတွေ့လိမ့်မယ်နော်ဂျင်းနောက်တစ်ခုနင်းဒီမှာနင်းလို့လည်းခေါ်သေးတယ်အဲ့ဒီနင်းကြတော့ဘာလဲဆိုစမ်းနင်းရောနင်းခေါ်နင်းရောခုနင်းချီနင်းလူတွေကိုရေတွက်တဲ့အခါ1ဆိုလို့ရှိရင်ဒီခန်းကြီးလေးနောက်မှာပါမယ်2ဆိုရင်ဒီခန်းကြီးလေးနောက်မှာပါရင်ဒါလူတွေကိုရေတွက်တာပဲလို့မှတ်မယ်နော်အဲ့ဒီခိုင်ကြိုင်နင်းလို့သုံးတယ်နော်ဂျင်းဆိုတာကလူမျိုးတွေပြောတဲ့အခါအာမေရိကဂျင်းမြန်မာဂျင်းနီဟွန်ဂျင်းကန်ကိုကုဂျင်းချူကိုကုဂျင်းအဲ့လိုဂျင်းတွေသုံးတယ်နော်ဟုတ်ပြီဒါလေးကဟီတိုနော်โอเคနောက်တစ်ခါပါဇက်လေးကြည့်မယ်ပါဇက်လေးကကြတော့ကုချီလို့ခေါ်တယ်နော်ဇက်လေးကိုကုချီနော်ဒီ
ဒီပါဇက်လေးကနေပြီးတော့ပါဇက်လေးက၄တောင်လေးဖြစ်သွားပြီပါဇက်ဟောင်းလောင်းလေးပေါ့နော်ခုချီဖြစ်သွားတယ်ခုချီလေးကြတော့ခိုးလို့ခေါ်တယ်နော်ခိုးဝင်ရောမီကခိုးကွန်ရောမီကခုချီဟုတ်ပြီနောက်တစ်ခုကြည့်မယ်နောက်တစ်ခါဟိုး channel မှာတွန်းလဲလေးတွေ့ခဲ့ပြီလို့မရနော်သူခါဒိုလို့ခေါ်တယ်ခါဒိုကွန်ရောမီကခါဒိုကွန်ရောမီကဂိတ်မွန်နော်မွန် sorry မွန်နော်ကွန်ရောမီကခါဒိုကွန်ရောမီကမွန်နော်10လုံးပြီးသွားပြီအဲ့တော့ဟိုနေ့ကတင်ပြီးသားလေးနှလုံးကိုပြန်ပြောမယ် hit နော် hit တင်ပြီးသားလေးနှလုံးဆွဲချက်က4ချက်ရှိတယ်နော်ဆွဲချက်က4ချက်ရှိတယ်ကွန်ရောမီက hit လို့လည်းခေါ်တယ် b လို့လည်းခေါ်တယ်ကလို့လည်းခေါ်တယ်နော်ကလို့လည်းခေါ်တယ်ကွန်ရောမီကနိချိနိနော်နိချိနိဟုတ်ပြီဒါရှိစုတွေပါလေခဏထားအဲ့တော့ဒီမှာအချောင်းလေးတွေဒီမှာချောင်းလေးတွေနော် နော် spotlight လေးယူလိုက်မယ်ဒီမှာအချောင်းလေးတွေကရဲ့ရှိမှာdash လေးတွေခံထားတယ် b ရဲ့ရှိမှာ dash ခံထားတယ်အဲ့ဒါလေးကဘာကိုပြတာလဲဆိုရင်အဲ့ဒါလေးတွေကသူ့ရှိမှာစလုံးတစ်လုံးရှိတယ်လို့ပြောတယ်နော်စာတစ်လုံးရှိတဲ့အခါကျရင်ဒီ b လေးတွေသုံးတယ်ဒီကလေးတွေသုံးတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာအောက်မှာကြည့်လိုက်မယ်နော်အောက်မှာနီးချီရော b ကိုကြည့်လိုက်သူကဒီမှာ b လေးကိုပြတာနော်ဒီ b လေးကိုဒီမှာကြည့်လိုက်မယ် b နော် b အဲ့ဒီ b လေးကဒီမှာဒီခန်းကြီးလေးကဒီ ဟီလေးနော်ဒီဟီလေးနဲ့ဒါလေးနဲ့အတူတူပဲ b အဲ့တော့ तू ကဘာဖြစ်လို့ b ဖြစ်သွားတာလဲဆိုရင်နောက်မှာရှိတဲ့အတွက်သူရှေ့မှာစလုံးတွေရှိတဲ့အတွက် b လို့သုံးတာနော်ရှေ့ကစလုံးခန်းကြီးလေးကကျတော့နိချိလို့သုံးတယ်ဒါအွန်ယောမီနဲ့ကွန်ယောမီနဲ့ရောထားတာနိချိယောဘိနော်အဲ့ဒီရောလေးကမတင်ရသေးဘူးဟုတ်ပြီနော်ဒီရောလေးကမတင်ရသေးတဲ့အတွက်ဒီရောကိုရေးစရာမလိုဘူးဒီရောနေရာမှာဟီရာဂနာဒီမှာရောလေးကိုထည့်ရေးပေးမယ်နော်အဲ့တော့နိချိနေရာမှာခန်းကြီးလေးရေးမယ်ရောနေရာမှာဟီရာဂနာလေးရေးမယ်နောက်ကဘိနေရာမှာခန်းကြီးလေးရေးမယ်အဲ့လိုဆိုရင် Sunday နိချိရောဘိရေးလို့ရပြီနော် Sunday အဲ့လိုလေးရေးရမယ်နော်နောက်တစ်ခါအောက်မှာကြည့်မယ်သူ့ရဲ့အောက်ကိုကြည့်လိုက်ရင် sun ဒါ sun 3နဲ့ဒီ he လေးနဲ့နော်သူ့ကိုကြတော့ဘယ်လိုဖတ်လဲဆိုလို့ရှိရင်ဒါလေးကြတော့ပြက်ကလေးရက်ကလေးတင်ပြီးသား3ရက်ပြက်ကလေးရက်3ရက်မြောက်နေ့ဆိုလို့ရှိရင်ကsuitachi futsuka mika yoka နော်itsuka muika အဲ့လိုမျိုးတင်ထားတယ်နော်အဲ့ဒီကလေးတွေနော်အဲ့ဒီကလေးတွေသူ့ရှေ့မှာစလုံးတစ်လုံးရှိတဲ့အတွက်ဒီမှာသူ့ရဲ့နောက်မှာကလေးရေးထားတယ် mikaဒါလေးကို mika လို့ဖတ်တယ်နော်ပြက်ကလေးရဲ့3ရက်မြောက် mika နော် mika small 2လေးပါတယ် mika okay နောက်တစ်ခုကြာတော့ဒီဘက်မှာကြည့်မယ်ဒါ he ကတော့ခုနပြောပြီးသားဆိုရရပြီ nihon ဂျပန်နိုင်ငံကိုပြောတာ nihon ni လေးကဒီမှာနော် ni ဒါလေးကို ni နော် hon ဘယ် ni ကိုသုံးတာလဲဒီမှာ hiragana sorry ကွန်ယောမီရဲ့ ni လေးကိုသုံးထားတာနော်ကွန်ယောမီရဲ့ ni လေးဒီမှာ ni ဒါ hon ဆိုတာမတင်ရသေးဘူး hon ဆိုတာ lesson 2ကြာမှတင်ရမယ်နော် lesson 2မှာတင်ရမယ်အဲ့တော့ဒီ hon လေးကမရေးရသေးတဲ့အတွက်မတင်ရသေးတဲ့အတွက်ဒီ hon လေးကိုhiragana hon လေးနဲ့ရေးမယ်နော်ရှေ့က ni ခန်းကြီးရေးမယ်ဒီ hon လေးနေရာမှာ hiragana လေးရေးလိုက် okay အဲ့တော့ nihon နော် nihon အဲ့တော့မှတ်ရမယ်နော်ဒီခန်းကြီးတစ်လုံးတင်တိုင်းမှာဘာတွေမှတ်ရမလဲဆိုတော့အရေးကြီးတာလေးတွေပြောမယ်နံပါတ်1ဒီဆွဲချက်ကလေးတွေမှတ်ရမယ်နော်ဆွဲချက်ကလေးတွေမှတ်လိုက်ရင်လည်းအဲ့ဒီဆွဲချက်ကလေးတွေကဘယ်ပုံစံဆွဲတာလဲဆိုတာဒီမှာမှတ်မယ်နော်ဒီဆွဲချက်ကလေးနဲ့အတူဆွဲတဲ့ပုံစံနီးစနစ်ကလေးတွေပါမှတ်မယ်နော်ဘယ်ချောင်းကိုရင်ဆွဲတာလဲဘယ်သူကဒုတိယလဲဘယ်သူကတတိယလဲဘယ်သူကစရုပ်ထားလဲအဲ့ဒါလေးတွေမှတ်နော်အဲ့ဒါနံပါတ်1အချက်နံပါတ်2အချက်ဒီကွန်ယောမီကိုမှတ်ပါမယ်ကွန်ယောမီအတန်တွဲလေးတွေမှတ်မယ်နံပါတ်3အချက်ဒီကွန်ယောမီအတန်တွဲလေးတွေမှတ်မယ်ကွန်ယောမီနော်3ဒီကွန်ယောမီကိုမှတ်မယ်4ဒီအောက်မှာရှိနေတဲ့ကိုတိုးဘလေးတွေမှတ်ပါမယ်ဒီကိုတိုးဘဆိုတာဘာလဲဆိုရင်ဒီခန်းကြီးကဘလို့သုံးထားတာလဲနော်ဘလို့သုံးထားတာလဲလို့ဆိုတာသိအောင်လို့ဒါလေးကိုမှတ်ခိုင်းတာဒါလေးတွေမမှတ်ဘူးဆိုလို့ရှိရင်ခန်းကြီးကဒီတစ်လုံးပဲသိမယ်ဒီတစ်လုံးပဲသိလို့ရှိရင်မသုံးတတ်ဘူးနော်ဒါလေးကိုရေးနည်းတစ်ခုလည်းပဲသိရဲဆိုလို့ရှိရင်ဒါလေးကလုံးဝအခန်းကြီးကမြင်တော့မြင်တယ်ဒါပေမဲ့မသုံးတတ်ဘူးအတန်လည်းမထွက်တတ်ဘူးအသုံးလည်းမပြုတ်တတ်ဘူးเนาะအဲ့တော့ဟီရာကနာဒီကွန်ယောမီလည်းမှတ်မယ်ကွန်ယောမီလည်းမှတ်အဲ့ကွန်ယောမီမှတ်မှာဒီခန်းကြီးကဒီအောက်ကကိုတိုးပါလေးအတန်ထွက်တတ်မှာเนาะအဲ့တော့အားလုံးခု၄ချက်ရှိတယ်เนาะ၄ချက်ရှိတယ်ပြန်ပြောမယ်နံပါတ်1ဒီခါကုစုလို့ခေါ်တဲ့အချက်ရည်เนาะခဲချစ်တဲ့အချက်ရည်ရဲ့ဆွဲပုံဆွဲနည်းလေးတွေရဲ့မှတ်မယ်1နှစ်က
kun yomi ကိုမှတ်မယ် အတန်တွဲလေးတွေမှတ်မယ် 3 က on yomi အတန်တွဲလေးတွေမှတ်မယ် 4 နံပါတ် 4 ကအောက်ကသူ့ရဲ့အသုံးအပြုပုံ using နော်အဲ့ဒါလေးတွေမှတ်မယ်ဒါလေးတွေမှတ်မယ်နော်ကုတုဝလေးတွေမှတ်မယ်အဲ့ဒါမှမမှတ်လို့ရှိရင်အဲ့၄ခုကိုမမှတ်ဘူးဆိုရင်ခန်းကြီးမရအောင်နော် okay ဆိုတော့ဒီ၄ချက်ကပြောပြီးပြီနော်အဲ့ဒါစလုံးတိုင်းမှာအဲ့၄ချက်ကအမြဲတမ်းကောင်းတဲ့ကိုထည့်ထားမယ်နော်မှတ်ထားမယ်နော်၄ချက်ရှိတယ်စလုံးတိုင်းမှာတစ်လုံးနဲ့ဒီတစ်ခုတည်းအတွက်ပြောတာမဟုတ်အားလုံးအတွက်ပြောတာနော် okay နောက်တစ်ခုကြည့်မယ် Tsuki ကကြတော့လေ၄ချက်ရှိတယ်နော် Tsuki ကလည်း၄ချက်ရှိတယ် Tsuki ကကြတော့သူ့ကိုဘယ်လိုခေါ်လဲဆိုရင် Getsu Gatsu လို့ခေါ်တယ်နော် Gatsu ကြတော့ရှေ့မှာစာလေးတွေရှိတယ်လို့ပြောတယ်ဒီမှာအချောင်းလေးတွေ့လား dash လေးခံထားတယ်နော်သူ့ရှေ့မှာစာရှိတယ်တခြားစလုံးလေးတွေရှိတဲ့အချိန်မှာ Gatsu လို့သုံးတယ် Getsu လည်းရှိတယ်နော်နှစ်ခုရှိတယ်ဒါက kun yomi က Tsuki နော်ဒါပြောပြီးသားလေးအဲ့တော့ Getsu ဆိုတဲ့သုံးလေးကိုကြည့်မယ် Getsu Gatsu ကိုအရင်ပြောမယ် Gatsu ကိုကြည့်မယ်နော် Gatsu ကလတွေနော် Ichi Gatsu, Ni Gatsu, San Gatsu, January, February, March, April, May အဲ့ဒီဟာတွေအားလုံးကိုလတွေရေတွက်တဲ့အခါ12လရှိတယ်သူ့ရေတွက်တဲ့အခါ1 2 3 4ရှိမှကဏ္ဍလေးထည့်ပြီးတော့နောက်ကဒီ Gatsu လေးရေးလိုက်ရုံပဲနော်အဲ့ဒါအားလုံးလတွေဖြစ်သွားပြီ Gatsu သုံးတယ်နော်နောက် Getsu လေးကိုကြည့်အောင် Getsu ရောပြီဒီမှာကြတော့Getsu ရောပြီနော် Getsu ရောပြီသူ့ရှိမှမရှိဘူးသူကတော့ရှေ့ဆုံးမှာပဲရှိတယ်နော် Getsu ရောပြီခုနကတော့နီချီရောပြီလို့ပဲနော် Getsu ရောပြီရောလေးမတင်ရသေးတဲ့အတွက်ရောနေရမှာဟီရာခဏလေးရေးမယ် Getsu ရောပြီနော် Getsu ရောပြီဒီမှာခန်းကြီးလေး Getsu ရောပြီ2ရက်ရှိသွားပြီနော်တစ်ပတ်မှာ2ရက်ရှိတယ်2ရက်တင်ပြီးသွားပြီနောက်ဒီမှာကြည့်မယ်နော်နောက်တစ်ခါ Gatsu ကဒီမှာ3ခုကြည့်မယ်နော် Gatsu sorry Getsu ပြောတာ comment ဆိုင်ဒီ Gatsu ကြတော့ဒီမှာ ichi လေးပါတယ်နော်အဲ့ဒီ ichi လေးရဲ့နောက်မှာဒီကွင်းထဲဟာကိုခဏလေးပိတ်ထားနော် ichi လေးရဲ့နောက်မှာ Getsu လို့ထွက်တယ်ဒါလေးက Getsu လို့ထွက်တယ်နော်Ikka Getsu လို့ထွက်တယ်အဲ့ဒီ Ikka Getsu ဒီအပေါ်က ichi Gatsu နဲ့ဘာမတူတာလဲ ichi Gatsu ဒီ January Ni Gatsu ဒီ February San Gatsu ဒီ March နော်အဲ့လိုမျိုးရေးတွက်တယ်ဒီ Ikka Getsu ဆိုတာက Ikka Getsu ဆိုတာ1 month ကိုရေးထားတယ်သူကဘာလဲဆိုကြာချိန်ကိုပြောတာနော် Ikka Getsu Nikka Getsu Sanka Getsu အဲ့လိုကြာချိန်ကိုပြောတာအခုဆိုရင်စန်းစီကဂျပန်စာသင်လာတာကလေးတွေကိုသင်လာတာ2လရှိပြီလို့တွေ့လို့ရတယ်အဲ့ဆိုဘာလဲဆိုရင် Nikka Getsu လို့သုံးတယ် Nikka Getsu နော်2လကြာတယ်ကြာချိန်ကိုပြောတာဒါကကြတော့နော်ဟုတ်ပြီ okay အဲ့တော့နှလုံးပြီးသွားပြီနော်